ကျွန်တော်ခုနကဒီနားမှာထွက်ခဲ့တာဘယ်မလဲကြောက်ဘယ်မလဲငါကြက်ချိတောင်မတွေ့ပါလားကျွန်တော်ခုနကဒီနားမှာဝိုင်းတွေ့ခဲ့တယ်ဟုတ်ကဲ့မရှိဘူးဟာကြီးရွှေရမေးဒီနားမှာခုနကြောက်ဝိုင်းလုံနေဆိုဟာငါးတဲ့ကောင်မရလို့စိတ်ညစ်နေရတယ်ဘာလာမင်းလဲတိလာလို့မေးတာပါဒုက္ခကြောက်ဝိုင်းမရှိဘူးဖြစ်တယ်ကဲအုပ်ချုပ်ရင်ဘူးဗျာခင်ဗျာတာဝန်တိတိနဲ့သတင်းပေးတာတော့ကျေးဇူးအများကြီးတင်တယ်ဗျာဟုတ်ကဲ့ပါခင်ဗျာခင်ဗျာအခုလိုသတင်းမားတွေခဏခဏတော့မပေးနဲ့ခင်ဗျာကြက်ဝိုင်းရှိတယ်လို့သတင်းပေးတိုင်းကျွန်တော်လာဖမ်းရင်အခါမှကျွန်တော်မတွေ့ဘူးဒီကတင်းကကျွန်တော်မျိုးပေးတာမဟုတ်ပါဟုတ်ကဲ့လာလာဟုတ်ဒီကောင်လို့ရှိနေတာကျွန်တော်ကဲကျွန်တော်လည်းချားလို့နေရှိရကောင်းမယ်ဟုတ်ကဲ့ပါနောက်တစ်ခါဒီကြောက်ဝိုင်းကိုလေလက်ရွှေကိုလည်းမင်းအောင်ဖမ်းမယ်လက်ရွှေကိုလည်းမင်းအောင်ဖမ်းမယ်မင်းငါအိတ်လက်ထက်တော်ပြီဟာဟိတ်ပါဟိတ်ပါဒါလည်းပေးဦးနော်ကြရကြီးကြီးဟုတ်ငါဝေးသူရောငါမရှိဘူးမင်းတော့မရှိဘူးဘာလို့ငါတို့မရှိရလဲဒီမှာလေမင်းတို့ဒီကောင်ဇက်ဆောက်ကစေးကူကိုပေးလိုက်ကွာရှိတော့မဟုတ်ဘူးလေငါ့ကိုဆိုငါ့ကိုပေးရမှာလေကြည့်မညစ်ပတ်နဲ့နော်ဘယ်နဲ့ရွာလို့ကြီးနဲ့ငါသွားတိုင်မှာနော်ရမင်းအဲ့လိုတော့မလုပ်တော့ဘူးရိုးကြီးကိုရှော့ပေးဖို့စီစဉ်တိုင်းကိုပေးလိုက်ကွာဘာလုပ်နေမင်းอ่ะအော်ရေခေါ်လာတယ်ဟုတ်လားဒီလားသွားအဲ့လိုပါမင်းရတယ်ဝင်းအောင်နေကွာဘိုးချုပ်လက်ဝါးလေးပြတ်မအောင်ကျော်ကြည့်ရွေဟော9000လုံးပေးရလားကြည့်သူပဲငါကိုယ်တိုင်မရမကအသက်နဲ့လိုက်ဖမ်းနေတဲ့နာမည်ကြီးကြောက်ဝိုင်းကောင်းတော့မင်းဖြစ်နေတာဟုတ်ကွာပြီးဖြည်းဖြည်းလောက်ပါပဲမျက်နှာလည်းဆဲဟုံးမယ်သိမသိသိလဲသိလိုက်ဖြစ်နိုင်ငါကိုယ်တိုင်မင်းမျက်နှာတဲပြီးတော့ထွေးချင်တာခုတော့မင်းမိုက်ကျင်နေမင်းအဲ့ထိတ်တုံးထဲမှာမင်း3ရက်တိတိနေရမယ်ဒါရေးမှာ3ရက်လောက်နေရမယ်မင်းကဒီထိတ်တုံးထဲမှာ3ရက်မနေချင်ဘူးဆိုမင်းမျိုးရအချုပ်ခန်းထဲမှာ3လသွားနေလေအဖေကလည်းဒီထိတ်တုံးခင်မှာမရှိတော့တာဟဲ့ကောင်မင်းပါစားပိတ်ထားလားဒီထိတ်တုံးနဲ့နေရထိတ်တုံးမဟုတ်ဘူးကွာဒီထိတ်တုံးရဲ့ရာဇဝင်ငါအဖိုးသားရွှေငါအဖေထွန်းရွှေငါလှရွှေခေဆက်ဆက်ထိန်းနေလာတဲ့ထိတ်တုံးဒီနဲ့တဝိုက်ကဆိုးပေမိုက်ပေဆိုလူစိုးလူမိုက်တွေကိုလည်းဒီထိတ်တုံးနဲ့ပဲဆုံးမလာတာဒီမဲ့မင်းကဒီထိတ်တုံးထဲမှာနေရတာနာအံ့ထင်ငါကိုယ်တိုင်မျိုးရရဲစခန်းပို့မယ်လာသွားမလားဒီကောင်နေရတော့ဟာဒီကလေးကောဝါတွေကမင်းရဲ့မြောက်ထုံးပင်ကောင်အဆင့်နေလေပြီးတော့ငါထိတ်တုံးကလည်းမဆန်တော့ဘူးဒီမှာမင်းတို့တွေကငါနောက်ဆုံးသတိပေးလိုက်မယ်နော်နောက်တစ်ခါဒါမျိုးဖြစ်ရင်ငါကိုယ်တိုင်မင်းတို့ရဲစခန်းပို့ပြီးပြန်တော့သွား